မင်္ဂလာပါရှင်ထက်အခုအိုအေစစ်လို့တင်စားလို့ရတယ်တာချီလေးမြို့ရဲ့မြို့လေကောင်မှာရှိတဲ့365 coffee ဆိုင်လေးကိုရောက်နေရပဲဖြစ်ပါတယ်ရှင် Speed 8 win ထဲမှာဒီ365 coffee ဆိုင်အပြင် Titan Fitness လည်းရှိမယ်365ရဲ့မျက်နှာချင်းဆိုင်မှာ Speed 8 KTV လည်းရှိမှာပေါ့နော်ညီမကတော့အခု Speed 8 ဝင်းထဲမှာရှိတဲ့365 coffee ဆိုင်မှာလာပြီးတော့ coffee လေးလာတောက်တာဖြစ်ပါတယ်ရှင်အခုမြင်တွေ့နေရတဲ့နေရာလေးကတော့ Space 8 ဝင်းထဲမှာရှိတဲ့365 coffee ဆိုင်ပဲဖြစ်ပါတယ်ဆိုတော့ညီမနဲ့အတူထဲမှာဘာတွေရှိမလဲလိုက်ကြည့်ကြရအောင်ဒီမှာဆိုလို့ရှိရင် indoor area မှာရောက်ရှိနေရဖြစ်ပါတယ်ဒီအကုန်လုံးကကြတော့ဒီလုံးဝ cozy vibe အနေနဲ့ဆက်ပြီးပေးထားတာဖြစ်ပြီးတော့အခုဒီဘက်မှာမြင်နေရတာဆိုလို့ရှိရင် outdoor area ပဲဖြစ်ပါတယ်ရှင်ဒီ coffee counter မှာဆိုလို့ရှိရင်ဒီ coffee အမျိုးအစားတွေအပြင်ကို milkshake တွေ smoothie တွေဒါအပြင် alcohol ဖက်မှာဆိုလို့ရှိရင် cocktail တွေလည်းရမယ် whisky နဲ့အခြားနိုင်ငံခြားအရက်မျိုးစုံလည်းရပါသေးတယ်ရှင်ကဲအခုကတော့ outdoor ကိုစပြီးတော့ရောက်နေတာဖြစ်ပါတယ်အခုမြင်ချင်းမှာဆိုရင်ခုတွေးတဲ့အတိုင်းပဲစိမ့်ဆူအုပ်မှပြီးတော့ cozy vibe ကိုအပြည့်ရတဲ့နေရာလေးတစ်ခုဖြစ်တယ်ဘာတွေထပ်ရှိအောင်လဲဆိုတာကိုလိုက်ကြည့်ကြရအောင်အခုမြင်တွေ့နေရလေးကတော့ဒီလုံးဝအေးချမ်းတဲ့တောရဲကိုရောက်သွားတယ်လို့မျိုးရေတကွန်းတေးသေးလေးလည်းတွေ့ရမယ်အေးချမ်းလေးနေလို့ရအောင် music အေးလေးလည်းဖွင့်ပြထားဖြစ်တဲ့အတွက်အလုပ်လာလုပ်ချင်တဲ့လူတွေစာလုပ်ချင်တဲ့လူတွေအတွက်အရန်ကိုမှ relax ဖြစ်ဖို့ကောင်းတဲ့နေရာလေးတစ်ခုဖြစ်လို့ထင်မိပါတယ်ရှင်အခုညီမရောက်နေတဲ့အချိန်ကတော့နေ့လည်ခင်းပိုင်းဆိုတော့ဗောနော်ဒီအပြင်စင်လေးကတော့ဒီလိုမျိုးရှိနေတွေ့နေရတယ်ဆိုပေမဲ့ညပိုင်းဆိုရင်လည်းအရန်လာတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်အခုနောက်မှမြင်တွေ့နေရတာကကြတော့ဒီ Space 8 KTV ပဲဖြစ်ပါတယ်ရှင်ဒီ coffee ဆိုင်ရဲ့ဘေးလေးမှာအခုမြင်တွေ့နေရတဲ့နေရာလေးမှာဆိုရင် event နေပြီးလို့ရှိရင် birthday party လေးလုပ်ချင်တယ်ဆိုရင်ဒီမှာလာပြီးတော့လုပ်ပေးလို့ရတယ်နောက်ပြီးဆိုလို့ရှိရင်ညဖက်ဆိုရင်ဒီမီလုံးလေးတွေနဲ့အလားဆင်ထားတာဖြစ်တဲ့အတွက်ညဖက်မှာလာပြီးတော့ဒီ coffee လာတောက်တာတွေတငယ်ချင်းတွေနဲ့လာလဲတာတွေမိသားစုနဲ့လာမယ်ဆိုရင်ဒီနေရာလေးကပို့ပြီးတော့လာပါတယ်ရှင်ဒီနေရာလေးရဆိုလို့ရှိရင်တာချီလေးမြို့လေကောင်မှာဖွင့်ထားတဲ့ coffee ဆိုင်လေးလို့တော့မထင်ရဘူးဒီတောထဲမှာရောက်နေတဲ့ coffee ဆိုင်တေးသေးလေးလို့ထင်ရလောက်တဲ့အထီကိုမှအရန်ကိုအေးချမ်းပြီး cozy vibe အပြည့်ရပါတယ်ရှင်ဆိုလို့ရှိရင်တော့ညီမကအခုမီနူးလေးကြည့်ပြီးတော့ဗာလေးမှာမဲဆိုတာတစ်ချက်ချကြည့်ပါမယ်ရှင်မီနူးထဲမှာဆိုလို့ရှိရင် coffee ဆိုင်လေးလို့နာမည်ပေးထားရဲဆိုပေမဲ့တခြားသောဒီဟင်းပွဲလေးတွေလည်းရတာမျိုးတွေ့ရတယ်ဆက်ပြုတ်လေးတွေပြီးလို့ရှိရင်သူ recommend ပေးထားတဲ့ steak တွေလည်းတွေ့ရပါတယ်ရှင်အခုကတော့ညီမမှာထားတဲ့ဖတ်ထိုင်လေးရောက်ရှိလို့လာပါပြီအဲ့တော့အရသာဘယ်လိုမျိုးလေးရှိမလဲဆိုတာကိုတစ်ချက်စမ်းစားကြည့်ပါမယ်ရှင်အရသာလေးကတော့မဆိုးလို့ပြောမယ်ပေါ့နော်ဒါပေမဲ့ညီမပါဇက်နဲ့ဆိုရင်တော့နည်းနည်းလေးချိုတလိုမျိုးရတာဘက်ကိုသွားပါရရှင်ပြီးတော့သူကဒီမှာဒီ portion မှာဆိုရင်ဒီအပြင်မှာစားနေကြဖတ်ထိုင်နေမတူပေါ့နော်သူကအသားရုပ်ကြီးထည့်ပေးထားတာမျိုးတွေ့ရတယ်ပေါ့နော်ဒီအရာလေးကတော့ဒီဆိုင်မှာပထမဆုံးတွေ့ပြီးဖြစ်ပါရရှင်ဒီဆိုင်လေးမှာညနေ3နာရီကနေစပြီးတော့1 scoop လေးစရှိရလို့ပြောပါတယ်ရှင်အဲ1 scoop လေးတွေထဲမှာဆိုရင်ဒီဟာလေးတင်လာတယ်ပေါ့နော်ဒီမှာညီမတို့ဒီမှာစားတာကဘတ်တစ်ထောင်ထက်ကျော်တယ်ဆိုလို့ရှိရင်1 scoop ကိုညီမတို့ကန်ဆန်းလို့ရတယ်ပေါ့နော်တကယ်လို့ကိုကဒီဘတ်တစ်ထောင်ထက်မကျော်ဘူးဒီတိုင်းပဲစားတယ်ဆိုလို့ရှိရင်တော့မှဒီ1 scoop လေးတွေကိုဘတ်300နဲ့တစ်ခါခတ်ရင်ဘတ်300နဲ့ကန်ဆန်းလို့ရပါတယ်ရှင်မတစ်ချက်ဆန်းပြီးတော့နိုင်ကြည့်မယ်ပေါ့နော်တစ်ခါခတ်လို့ရှိရင်ဘယ်လောက်ပါနိုင်လဲဆိုတာပါဒီ1 scoop ထဲမှာဆိုလို့ရှိရင်ဘလာမပါကန်ဆန်းမဲလေးထည့်ပေးထားပါတယ်ရှင်အဲ့မှာဆိုရင် blind box တွေ t-shirt AG တွေပါမယ်ပြီးတခြားမီနူး2မျိုး3မျိုးလောက်ဒီထဲမှာထည့်ပေးထားပါတယ်ရှင်အခုညီမရောက်နေတဲ့နေရာကတော့ဒီ Space 8 win ထဲမှာရှိတဲ့ဒီဝင်ချင်းမှာမြင်ရတဲ့ Titan Fitness ဆိုတဲ့နေရာလေးကိုရောက်နေရဖြစ်ပါတယ်ညီမသွားခဲ့တဲ့ coffee ဆိုင်လေးကတော့ဒီ365 cafe ကဒီဘက်မှာရှိပါတယ်ရှင်ဒီဆိုင်ဒီနေရာလေးရဲ့လိပ်စာကိုသိချင်တယ်ဆိုလို့ရှိရင်တော့ပိုကျုပ်လမ်းမကြီးပါလျန်တစ်
B-Boy အကျော်ရွှေနဂါ88ရဲ့မျက်နှာချင်းဆိုင်နေရာမှာရှိပါတယ်ရှင်။ကိုထထူးကကော်ဖီလေးတောက်ပြီးစားလဲစားပြီးဆိုတော့ထက်ရဲ့ဒီနေ့ vlog လေးကိုဒီညမှာပဲရနာလိုက်ပါမယ်ရှင်။နောက်ထပ်ထထူး vlog မှာဘယ် coffee ဆိုင်နေဘယ်ဆိုင်လေးတွေမှာသွားပြီးရိုက်ပြစေချင်လဲဆိုတာကို comment မှာ recommend လေးရေးပေးလို့ရပါတယ်ရှင်။ဆိုတော့ဒီနေ့ရဲ့ vlog လေးမှာဒီလောက်ပဲဆိုရင်bye bye ပါရှင်။